အားလုံးပဲမင်္ဂလာပါမိုဟီနီမိုနီကိုခင်းမှာကြိုဆိုပါရစေမိုးနီကတော့ဒီနေ့ TikTok ကနေတဆင့်လူကြိုက်များသွားတဲ့အိန္ဒိယရိုးရာပိန်းရွက်လိတ်လုံနည်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ဒီပိန်းရွက်လိတ်ကိုတော့ခဏခဏလှုပ်ရှားဖြစ်ပင်မဲ့ဝေယဝိဆတွေများလို့လုံနည်းအသေးစိတ်ကိုမတင်ဖြစ်ခဲ့ပါဘူးဒါပေမဲ့သိကျင်တဲ့သူတွေများလာတော့စူးစမ်းပြီးနောက်ဆုံးတော့တင်ဖြစ်သွားပါတယ်အခုကြည့်နေတာက TikTok က short video ဖြစ်ပါတယ်ရှေ့ဆက်ဗီဒီယိုမှာလုံနည်းအသေးစိတ်ကိုပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါနော်အခုတော့မိုးနီက TikTok ကိုအကောင့်အသစ်ဖွင့်ထားပါတယ် TikTok သုံးသူများကျေးဇူးပြု၍ follow လုပ်ပေးပါအောင်နော်ဒါက TikTok အကောင့်အသစ်ပါ mohini.pharma6 ဆိုတဲ့နာမည်နဲ့ပါဒီပိန်းရွက်လိတ်လုပ်လေးနဲ့ပတ်သက်လို့မေးစရာလေးတွေရှိရင်လည်း comment မှာမေးမြန်းနိုင်ပါတယ်နော်မိုးနီဘက်ကနေအမြန်ဆုံးဖြည့်ပေးဖို့စူးစမ်းသွားပါမယ်ဒီ short video လေးကိုကြည့်ပြီးသွားတဲ့အခါမှာအသေးစိတ်လုပ်ပြီးဗီဒီယိုလေးကိုရှုစားသွားပါအောင်နော်ဒီပိန်းရွက်လိတ်ဟာဆိုရင်အရန်ကိုအရသာရှိပြီးတော့အားလည်းရှိပါတယ်။ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။လုပ်တဲ့အခါမှာတော့လက်ဝင်ပါတယ်စိတ်ရှိဖို့လည်းလိုပါတယ်။ဒါဆိုရင်လုံနည်းအသေးစိတ်လေးကိုကြည့်လိုက်ကြရအောင်နော်။အရင်ဦးဆုံးပိန်းရွက်တွေကိုသေချာရေးဆေးတန့်ဆင်လိုက်ပါတယ်နော်။ဒီပိန်းရွက်ကတော့ဒီလမ်းဘေးမှာပေါက်တဲ့ရိုးရိုးပိန်းရွက်တော့မဟုတ်ပါဘူး။ဟိုစားလို့ရတဲ့ပိန်းရွက်ပေါ့နော်။ဒီမှာလဲမိုးနီတို့ကဒီရန်ကုန်မှာဘယ်လိုပြောမလဲဟိုနေရနေလက်ဆောင်ရမှာပဲလုပ်ပြီးတော့စားရတာပေါ့နော်အရွက်တွေရဲ့ site အရွယ်စားတွေကတော့အဲ့လိုအနှုတ်အရင်ပေါ်မူတည်ပြီးတော့အမျိုးမျိုးလာပါတယ်ဒါအခုမိုးနီအရွက်တွေကိုရည်ကြည့်လိုက်တဲ့အခါမှာအားလုံး18ရွက်လောက်ရှိပါတယ် site တွေကတော့အနေတော်လေးတွေပေါ့နော်သူ့ကိုအခုတေချာရေးဆေးပြီးတော့ရေးစစ်ဖို့စောင့်နေတုန်းမှာသူ့ထဲမှာထဲမဲ့ဒီမုံနှစ်လေးကိုအစင်သစ်ပြင်ရအောင်နော်မုံနှစ်ဆက်ဖို့အတွက်ကိုပကံလုံးကြီးကြီးတစ်လုံးကိုယူပါမယ်နော်အဓိကကတော့ပဲမှုန့်နဲ့ဆန်မှုန့်ပါသူ့ကိုဖြော်တဲ့အခါမှာတော်တော်လေးကိုပြစ်ပြစ်လေးဖြော်ရပါတယ်ကျဲလို့ရှိရင်ရေတွေထွက်ကုန်မှာစိုးလို့ပေါ့နော်ဆိုတော့ပဲမှုန့်ကိုခက်များများလေးထည့်ပါတယ်အမှန်အတိကျတော့မိုးနီလည်းမသိပါဘူးဒီလိုပဲအများတန်းလောက်တိုင်းလဲမှန်းပြီးတော့လောက်တာပါပဲသူကနဲတာများတာလဲချင်းချင်းလို့ရတဲ့အတွက်ပြဿနာမရှိပါဘူးเนาะဒီအနှစ်ကိုများရင်များပါစေမရော့အောင်ဖြော်တာပေါ့เนาะဒါတောင်ရော့တာဖြစ်ပူပါတယ်ရော့လို့ရှိရင်လူပဲမှုတ်တွေပါပြန်ရောလိုက်တာပေါ့เนาะဒါမှမဟုတ်ရင်လဲတိတ်မရော့ဘူးဆိုရင်လဲဟိုရွက်မှာအနှစ်ကိုနည်းနည်း short လိမ့်လိုက်တာပေါ့เนาะပဲမှုတ်ရဲ့ quality ကဟိုတိုဘူးချိုလို့ရတဲ့ quality မျိုးကောင်းကောင်းလေးဖြစ်ဖို့လိုပါတယ်เนาะပြီးသွားရင်ဆန်အစိမ်းမှုတ်ကိုထည့်ပါမယ်ဆန်အစိမ်းမှုတ်ကတော့နည်းနည်းပဲထည့်ရမှာပါဟိုပဲစိမ့်မှုံရဲ့9ပုံတစ်ပုံဒါမှမဟုတ်ရင်6ပုံတစ်ပုံလောက်ဆိုရပါတယ်เนาะသူကတော့နည်းနည်းကျွတ်အောင်လို့ထည့်ရတဲ့သဘောပေါ့เนาะအကျော်မှုံကိုထည့်မယ်ဆိုလည်းရပါတယ်မိုးနီကတော့စမ်းအစိမ့်မှုံကိုပဲထည့်ပါတယ်ပြီးရင်ဂျင်းနဲ့ကြက်သွန်ဖြူညက်ညက်လေးထောင်းထားတာကိုထည့်ပါမယ်ဂျင်းထောင်းထားတာကစပွဲစုံတစ်စုံစာရှိပါတယ်ကြက်သွန်ဖြူလည်းစပွဲစုံတစ်စုံစာရှိပါတယ်သူ့ကိုmixi ထဲမှာပေါ့နော်ရေနည်းနည်းထည့်ပြီးတော့ mixi ထဲမှာညက်နေအောင်ကြိတ်ပြီးလဲထည့်လို့ရပါတယ်ကြက်သွန်နီနဲ့ငရုတ်သီးစိမ်းကိုလည်းညက်နေအောင်ကြိတ်ပြီးတော့ထည့်လို့ရပါတယ်မိုးနီကတော့ကြက်သွန်နီနဲ့ငရုတ်သီးစိမ်းကိုမထည့်ပါဘူးငရုတ်သီးစိမ်းကတော့အိမ်မှာခလေးရှိတဲ့အတွက်သူစားလို့ရအောင်ပေါ့နော်ပြီးရင်မဆလာကိုထည့်ပါမယ်ဒါ Daily ကထုတ်တဲ့ all purpose မဆလာပေါ့နော်အရင်အောင်သုံးလို့ကောင်းပါတယ်ဒီ Daily မဆလာကို one stop mart City Mart က Marketplace တို့မှာဝယ်ယူလို့ရနိုင်ပါတယ်เนาะဒီက all purpose ဆိုတော့ဒါဘတ်ဆောင်သုံးမဆလာပေါ့เนาะသူ့ကိုတစ်ထုပ်ထည့်လိုက်ပါတယ်တခြားမဆလာတွေလည်းထည့်လို့ရပါတယ်เนาะဒီမဆလာအစင်မပြေရင်လေပြီးရင်မိုးနီကနန်းနန်းစိမ့်မှုတ်ကိုတစ်စုံထည့်ပါတယ်ဒီ Daily ကထုတ်တဲ့ gram မဆလာကိုပဲသူ့ကိုလည်းလက်ဖေးစုံနဲ့တစ်စုံလောက်ထည့်ပါတယ်เนาะရုပ်ကောင်းမှုကိုလည်းလက်ဖေးစုံတစ်စုံစာထည့်ပါတယ်ပြီးသွားရင်စားနွယ်စနွင်းကိုတိမ်ယုံထည့်ပြီးတော့ပြစ်ပြစ်လေးဖြော်ပါမယ်နော်ရေကိုမိမိလိုသလောက်ကိုချင်းချင်းပြီးတော့ထည့်ပါနော်သူကဖြော်တဲ့အခါမှာပြစ်ပြစ်လေးဖြစ်ဖို့အရေးကြီးပါတယ်နော်ဒါဆိုရင်အခုနည်းနည်းပြစ်တာများသေးတဲ့အတွက်ရေနည်းနည်းလေးထပ်ထည့်မယ်နော်ဒီအနေ
လေးဆိုရင်ရပါပြီเนาะဒါဆိုရင်အတော်ပဲဖြစ်ပါပြီငွေပြီးသွားတော့မှပစ္စည်း3မျိုးလောက်ထပ်ထည့်ဖို့တတိယလာလို့ထည့်လိုက်ပါဦးမယ်เนาะဒါကရှိန်ခုံမှုန့်ပါလေယောဂကင်းအောင်ပေါ့เนาะမရှိရင်မထည့်ရင်လည်းရပါတယ်မဆလာအမှုန့်ထဲမှာဇီရာတွေပါတော့ဇီရာကလည်းလေယောဂကင်းပါတယ်ဒါကတရက်သီးအချောင်းမှုန့်ပါမိုးနီကိုယ်တိုင်အိမ်မှာလှုပ်ထားတဲ့တရက်သီးအချောင်းမှုန့်ပါသူ့ရဲ့ recipe ကလည်း YouTube မှာရှိပါတယ်เนาะသူ့ရဲ့ link လေးကို description box မှာထည့်ပေးလိုက်ပါမယ်เนาะပိန်းရွက်ရဲ့တဘာဝရားတက်တဲ့အတွက်မရားအောင်လို့ပေါ့เนาะသူ့ကိုလည်းလက်ဖေးစွန်းတစ်စွန်းစာလောက်ထည့်ပါတယ်တမယာသီးလည်းညှစ်လို့ရပါတယ်เนาะဒါကမိုးနီတို့ရဲ့အိန္ဒိယစတိုင်တရက်သီးတက်နဲ့ homemade လေးပါเนาะဒါကလည်းရွာကနေလက်ဆောင်ရတာပါသူ့ကိုလည်းအဲ့လိုပဲမရားအောင်လို့အချင်တက်နေရာမှာထည့်မှာပေါ့နော်ဒီတရက်သီးတနတ်တို့တရက်သီးအချောင်းမုံတို့အစင်မပြေတဲ့လူကတမယာသီးကိုညှစ်ပြီးတော့တုံးလို့ရပါတယ်နော်သူ့ရဲ့မဆလာတွေကိုအရင်ထည့်ပါမယ်သူ့ရဲ့မဆလာလည်းဒီထဲမှာထည့်လို့ရှိရင်အရန်ကိုအရသာပိုးပြီးတော့ကောင်းသွားပါတယ်ပြီးရင်ဒီတရက်သီးတနတ်ကအယိုးပါပါတယ်နော်အဲ့တော့သူ့ကိုအယိုးမပါအောင်လက်နဲ့ခြေပြီးတော့လည်းထည့်လို့ရတယ်လို့ဒီလိုကကြီးလေးနဲ့လည်းတေးသေးလေးတွေညှက်ပြီးတော့ထည့်လို့ရပါတယ်မိုးနီကတော့ကကြီးလေးနဲ့ပဲညှက်ထည့်လိုက်ပါမယ်เนาะအဲ့တော့ဒီမုတ်ကိုစားတဲ့အချိန်မှာဒီအချင်းအပိုင်းလေးတွေကပါဇက်ထဲမှာရောက်လာတဲ့အချိန်မှာအရန်ကိုစားလို့ကောင်းပါတယ်အချင်းကြိုက်တဲ့လူတို့ပေါ့เนาะအဲ့တော့မိုးနီကတရတိတနက်2ခုလောက်ကိုဖြတ်ထည့်လိုက်ပါတယ်เนาะအသားလည်းဒီမှာပျော့ပျော့အီလေးပါဒီလိုလက်နဲ့ခြေပြီးတော့လည်းထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးတစ်ချက်ကိုနှက်ဆောင်ပြန်မွေးလိုက်ပါဦးမယ်နော်ပြည့်ကျဲရတော့ဒီနေ့ဆိုရင်ရပါပြီနော်ကဲဒါဆိုရင်သူ့ကိုတက်တက်ဖယ်ထားလိုက်ပါမယ်နော်အခုမိုးနီကအရွက်ကိုမကန်ရသေးဘူးဆိုတော့လေဒါပြန်ပြီးတော့လက်ဆေးနေရတာပေါ့နော်အရွက်ကင်ပြီးသားအရင်ကတည်းကအစင်သိရှိရင်တော့တခါတည်းအရွက်မှာတန်းပြီးတော့လိမ့်လို့ရတာပေါ့နော်နောက်တစ်ခုကမိုးနီပြောချင်တာကဒီထဲမှာမိုးနီကတရက်သီးအချောင်းမှုန့်နဲ့တရက်သီးတနက်ကိုတီးတန့်လောက်ထားလို့ပေါ့နော်အဲ့ဒါအစင်မပြေတဲ့လူကဒီဒယ်လီကထုတ်တဲ့ဒီချက်ပတာအကြာရီမဆလာကိုလည်းတုံးလို့ရပါတယ်သူကတရက်သီးအချောင်းမှုန့်နဲ့မဆလာနဲ့ရောဆက်ပြီးသားပေါ့နော်ဒီမဆလာရဲ့နာမည်ကချက်ပတာအကြာရီဆိုတာမှာချက်ပတာဆိုတာကဒီချင်းငံဆက်သဘောမျိုးလေးကိုဆိုတာပေါ့နော်ဆိုတော့သူကမဆလာထဲမှာအချင်းရတာပါပြီးသားအတွက်ထည့်ရတာအရန်ကိုအဆင်ပြေပါတယ်အဲ့ဒီတော့ဒီမဆလာကိုလည်းထည့်လို့ရပါတယ်နော်တရတိအချင်းမှုန့်အရတာကိုလိုချင်တဲ့လူကတခြားသောမဆလာတွေကို short ထည့်ပြီးတော့ဒီမဆလာကိုအဓိကထည့်ပြီးတော့သုံးလို့ရပါတယ်နော်အရွက်တွေတေချာရေးစေးတန့်ဆင်ပြီးသွားပြီဆိုရင်သူ့မှာအလေရိုးလေးတွေရှိတာပေါ့နော်ဓာတ်ထက်လေးနဲ့အရွက်ကိုတက်နိုင်သလောက်မပေါက်မပြဲအောင်ပေါ့နော်ဒီလိုသူ့ရဲ့အလေရိုးလေးကိုဒီလိုနှွှင်ပေးပါမယ်နော်ဒီမှာဒီအလေရိုးတစ်ခုပြီးရင်ဒီဘက်မှာဒီလိုဘေးမှာဒီနှစ်ခုရှိသေးတယ်ဒီ3ခုကိုလှုပ်လိုက်ရင်ရတယ်ပေါ့နော်ဒါအရွက်ကမနုမရင်လေးဆိုရင်ဒီ3ခုကိုလှုပ်လိုက်ရင်ရပါတယ်အဲ့လိုထိတ်ကလေးတွေပေါ့နော်အရွက်ကတိတ်ရင်နေဆိုရင်တော့တခါတလင်ဒီဘေးအယိုးတွေပါအရန်ကြီးတယ်ဆိုရင်တော့သူတို့ဘာနှွှင်ဖို့လိုတယ်ပေါ့နော်ဒီမှာသူ့ဆိုရင်ဒီမှာဒီကနေထိတ်ကလေးကိုဖြတ်မယ်ဖြတ်ပြီးတော့ဒီလိုလေးလုပ်သွားရုံပဲနော်ဒီတိုင်းပဲအရွက်တွေအားလုံးကိုအရင်ဆုံးဒီလိုလေးသူ့ရဲ့အယိုးအထူလေးတွေကိုနှွှင်းလိုက်ရမှာဖြစ်ပါတယ်ပြီးမှမဆလာအနှစ်ဖြော်ပြီးတော့
တန်းပြီးတော့လိမ့်ပါမယ်နော်ပြီးရင်သူ့ကိုပတ်ဖို့အတွက်ကိုဒီအရွက်ကိုလိမ့်ဖို့အတွက်ကိုနှီးကျိုးလေးတွေရှိရင်တော့ကောင်းတာပေါ့နော်နှီးကျိုးမရှိဘူးဆိုရင်တော့ဟိုကျွတ်ကျိုးကိုလည်းတုံးလို့ရတယ်ပေါ့နော်ဒီမှာကျွတ်ကျိုးကြတော့မသင့်တော့ဘူးပေါ့နော်မွန်းနီကတော့နှီးကျိုးကိုပဲတုံးရတာကြိုက်ပါတယ်တချို့ကြတော့ဒီနှီးကျိုးကိုတုံးရမယ်ဆိုရင်ငှက်ပြောရွက်ရှိတဲ့လူကပေါ့နော်ငှက်ပြောရွက်နဲ့ပတ်ပြီးမှဆိုရင်နည်းနည်းကောင်းတာပေါ့နော်ငှက်ပြောရွက်လေးနဲ့ပတ်ပြီးတော့မှပြန်နှီးကျိုးဟိုကျွတ်ကျိုးပတ်ပေါ့ဒီတိုင်းနှီးကျိုးရှင်တော့တန်းပြီးတော့ပတ်လို့ရပါတယ်ပြီးရင်သူ့ကိုပေါင်းတာလည်းရှိသလိုတချို့ကတန်းပြီးတော့နော်လုံခြုံလေးထုတ်ပြီးတော့ရေထဲမှာပြုတ်တဲ့သူလည်းရှိပါတယ်ရေထဲမှာပြုတ်တာကတော့မြန်တယ်ဒါပေမဲ့သူ့ထဲမှာထည့်ထားတဲ့အစာပလာတွေထွက်ဖို့နည်းနည်းစိတ်ပူရတာပေါ့နော်အစလနည်းနည်းသူ့ထဲမှာထည့်ထားတဲ့အစာပလာတွေထွက်နိုင်တာပေါ့နော်ရေထဲမှာပြုတ်တာကြတော့ပေါင်းတာကြတော့အစာပလာတော့မထွက်ဘူးဒါပေမဲ့နည်းနည်းတော့ကြာတယ်ဒါပေမဲ့ပေါင်းတဲ့ကပိုစားလို့ကောင်းတာပေါ့နော်မွန်းနီကတော့ပေါင်းတာပဲများပါတယ်ပြုတ်တာတော့မလုပ်ပါဘူးမွန်းနီကဒီပိန်းရွက်လုံနီးလေးကိုပေါ့နော်ဒီ short video လေးပဲတင်ထားတာလူကြိုက်များပါတယ်အဲ့ဒီ short video လေးဆို TikTok မှာဆိုရင် viral ဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့မန့်မှာလုံနီးလေးတင်ပြပေးပါပြောလို့ဒီမုတ်နှစ်ဆက်နီးနဲ့ဒီအရွက်ကိုနှွှဲနာကအဲ့ဒီထဲမှာမပါဘူးပေါ့နော်အဲ့တော့ဒီမုတ်နှစ်ဆက်တာနဲ့အရွက်နှွှဲနာလေးကိုတိတက်ဗီဒီယိုရိုက်ပြီးတော့ပြတာပါမရှင်းတာလေးတွေရှိရင် comment မှာပွင့်လင်းမေးမြန်းနိုင်ပါတယ်နော်မွန်းနီ comment ကိုမြင်တာနဲ့အမြန်ဆုံးဖြေကြားပေးပါပါနော်ဒီပိန်းရွက်တွေကိုမုံနှစ်လိမ့်ပြီးတော့လိုက်တဲ့အခါမှာအနည်းဆုံး2ရွက်3ရွက်လောက်တော့ထပ်ပြီးတော့လိမ့်ရပါတယ်နော်ဒီလိုအရွက်ကပြဲနေတယ်ဆိုရင်လေအတူအစလေးတွေလည်းအဲ့ဒီပေါ်မှာထပ်ပြီးတော့သုံးလို့လိမ့်လို့ရပါတယ်နော်ဒါပေမဲ့အရေးကြီးတာကအတူအစလေးတွေကအပေါ်ကနေထပ်ပေါ့နော်အရွက်အကြီးကိုအောက်ဆုံးမှာအရင်ဆုံးခင်းလိုက်တာကောင်းပါတယ်ပြီးမှအပေါ်ကနေအရွက်အသေးကလေးတွေထပ်သွားပြီးတော့မှလုံခြုံလေးလိမ့်လိုက်တာအကောင်းဆုံးပါပဲเนาะဒီမှာအစင်သစ်ပြင်ထားတာဆိုရင်ရေဆေးပြီးသားပိန်းရွက်တွေရယ်ဒီမှာဒီကျိုးလေးတွေကိုလည်းတေချာလေးတန့်စင်အောင်ရေးနဲ့ဆေးထားပါတယ်เนาะပြီးရင်မုံညက်ကိုယူထားတယ်ဒါတေချာရေးဆေးတန့်စင်ထားတဲ့စကောပါစကောကိုတုံးလို့လည်းရတယ်ဗန်းကြီးကိုလည်းတုံးလို့ရတယ်ပေါ့เนาะဒါလုံပြီးသားတွေထည့်ဖို့ပကံကိုယူထားပါတယ်ပြီးတော့ရင်ပေါင်းတာတော့အဆင်ပြေသလိုပေါင်းလို့ရပါတယ်เนาะမိုးနီယာဒီမှာထမင်းပေါင်းထဲမှာရေကိုယူထားတယ်ပြီးရင်ဒီလိုစကားလေးနဲ့ထည့်ပြီးတော့ဒီထဲမှာစီပြီးတော့မှဖောင်းအုပ်ပြီးတော့မှပေါင်းပါပါပြီးရင်ဒါဆိုရင်အလိတ်တစ်ခုလိတ်တာကိုစမ်းပြီးတော့ပြပေးမယ်เนาะအရွက်ကြီးလေးကိုအရင်ခင်းမယ်ပေါ့เนาะဒီမှာမုံအနှစ်ကိုကို့မှာရှိတဲ့အနေအများပေါ်မူတည်ပြီးတော့တုပ်လို့ရပါတယ်เนาะအကုန်လုံးနေရာကိုနှံ့ဆက်အောင်မထူမပါလေးလိမ့်ပါမယ်เนาะနောက်တစ်ရွက်ကိုခင်းတဲ့အခါကျတော့အရွက်ကိုဒီဘက်ပြောင်းပြန်လှည့်လိုက်ပြီးတော့ဒီဘက်ကခင်းပါတယ်เนาะသူ့အရင်ဒီပေါ်မှာတေးချလေးကိုကတ်လိုက်ပါတော့เนาะတိတ်လုံးတဲ့အခါဒီဘက်တိတ်မလုံအောင်ဒီမှာကိုအလိတ်ကိုကြီးကြီးလေးလိုချင်ရင်တော့အရွက်များများထပ်ပေါ့เนาะ
ပပလေးဆိုရင်တော့အရွက်ကိုနှစ်ရွက်ဆိုရင်လည်းရပါတယ်နော်အလိုက်ပါတာပေါင်းတဲ့အချိန်မှာမြန်တာပေါ့နော်ဒါပေမဲ့အဝိုင်းကတော့တေးသေးလေးတွေပဲရမယ်ပေါ့နော်အလိုက်ထွင်ရင်တော့ပေါင်းတဲ့အချိန်မှာအချိန်ပိုကြမယ်ပြီးရင်ဖြတ်တဲ့အချိန်ကျရင်အဝိုင်းရကြီးကြီးလေးတွေရမှာပေါ့နော်အခုဆိုအရွက်အကြီးတွေကအောက်မှာခင်းဖို့အတွက်ခြံထားတာပေါ့နော်အခုဆိုဒီအချိန်မှာအရွက်သေးတာလေးတွေထည့်လို့ရမှာပေါ့နော်မွန်နီကဒီမှာနည်းနည်းကြီးတာလေးကိုကြီးဆုံးခင်းပြီးနည်းနည်းကြီးတာလေးတစ်ရွက်ခင်းတယ်ပြီးရင်ဒီမှာနည်းနည်းသေးတာလေးကိုခင်းပါတယ်နော်ပြီးရင်နောက်တစ်ရွက်နည်းနည်းသေးတာလေးခင်းပြီးတော့ဒါဆိုရင်ရပါပြီပြီးရင်ဒါဆိုရင်သူ့ကိုခောက်တော့မယ်နော်ခောက်တော့မယ်ဆိုတော့လက်ကလေးကိုတန့်သွားအောင်နော်ဘက်ကဒီလိုလေးခောက်တယ်ပြီးရင်ဒီဘက်ကနေလည်းဒီလိုလေးခောက်မယ်နော်လေးလေးမဝင်အောင်နော်ချစ်ချစ်လေးခောက်ပါမယ်ရိုးလေးခောက်မယ်ဒါဆိုရင်ရပြီဒီထဲမှာနည်းနည်းလေးထပ်ပြန်လိမ့်လို့ရပြီနော်ပြီးတော့ဒီအနားနှစ်ဖက်ကိုရှင်းကြည့်ပေါ့နော်ဒီဘက်ကကျဲတယ်ဒါကျင်းတယ်ကျင်းတဲ့ဟာကိုအရင်ဒီလိုအထည့်သွင်းမှာဖြစ်ပါတယ်ဒီမှာချစ်ချစ်လေးလိမ့်သွားမယ်နော်ပုံစံအနေထားဆိုရင်ဒါရပါပြီသူ့ကိုအခုကျိုးစီးပါမယ်တချို့တွေဆိုအိန္ဒိယမှာဆိုရင်ဒီတိုင်းတော့ဘာကျိုးမှမစီးပဲနဲ့ရေထဲမှာပြုတ်တာမဟုတ်ပေါင်းနေဆိုရင်ပေါ့နော်ဒီတိုင်းလေးတောင်ဒီမှာ तू ကအနှစ်လေးတွေကတ်လိုက်တယ်ကျိုးစီးစရာမလိုပဲနဲ့အနှစ်လေးနဲ့ तू ကတ်နေရပေါ့ဒါပေမဲ့ तू ကကျိုးစီးတဲ့လောက်တော့မချစ်ဘူးပေါ့နည်းနည်းပွားတာပေါ့ကျိုးစီးလိုက်တာပို့ပြီးတော့စိတ်ချလုံခြုံတာပေါ့နော်အဲ့ဒီတော့ကျမတို့တော့ကျိုးစီးပါတယ်ဒီတိုင်းလေးပဲတင်ပြီးတော့ပေါင်းတဲ့လူကလည်းပေါင်းပါတယ်နော်စီပုံစီလေးကိုပြတယ်ဒီဘက်မှာကျိုးအစကိုရှည်ရှည်လေးထားမယ်ထားပြီးရင်ပြန်မယ်ချစ်ချစ်လေးပတ်သွားမယ်နော်ပတ်သွားပြီဆိုတော့မှဒီဘက်မှာနောက်ဆုံးဒီကျိုးအစနဲ့ဒီကျိုးအစကိုကျိုးကတော့ရှည်ဖို့လိုပါတယ်ဒီကျိုးအစနဲ့ဒီကျိုးအစကိုတိတ်ချီလိုက်ပါမယ်ဒါဆိုရင်ရပြီပေါ့နော်နောက်တစ်ခုရပါပြီအားလုံးကိုဒီတိုင်းလေးပဲနှိပ်လိုက်ပါမယ်နော်အပိန်ရွက်လုံးကို2လိပ်လောက်အလိုမှာမီးဖို့ကြိုးဖွင့်ထားတာပေါ့နော်အဲ့ဒါဒီမှာရေနွေးကပပွားကိုစုနေပါပြီအဲ့တော့ဒီထဲမှာပိန်ရွက်လိပ်လေးတွေထည့်လိုက်တော့မယ်နော်
အနည်းဆုံးတော့သူ့ကိုနိုင်ဝက်လောက်တော့ပေါင်းပေးရမှာဖြစ်ပါတယ်သူကကြက်ပြီလားမကြက်သေးဘူးလားဆိုတာစမ်းတဲ့နီးလေးကိုပြီးမှပြပေးမယ်နော်အားလုံးကိုဒီပုံစံလေးစီပြီးတော့ထည့်လိုက်ပါတယ်နော်ပြီးရင်သူ့ကိုဖုံးအုပ်ပါမယ်နိုင်ဝက်လောက်နေပြီးမှကြက်မကြက်ကိုစမ်းကြည့်ပါမယ်နော်မီးအားကိုတော့ပြင်းပြင်းလေးပဲထားရမှာဖြစ်ပါတယ်ဒါအခုတည့်ထားတာနိုင်ဝက်ပြည့်ပါပြီနော်အဖုံးလေးကိုဖွင့်လိုက်ပါမယ်အယောင်လေးတွေကဒီပုံစံပြောင်းသွားပါပြီနော်သူ့ကိုအထဲကိုဓာတ်လေးနဲ့ထိုးကြည့်ပါမယ်ဒီလိုတိတ်ဘာမှမပေတော့ဘူးဆိုရင်ဒါကြက်ပါပြီနော်လုံးဝဘာမှမပေပဲပြောင်ချောချောလေးထွက်ရမယ်လို့မဆိုလိုပါဘူးနော်ဒီလိုနည်းနည်းပပလေးပေယုံပဲထွက်လာတယ်ဆိုရင်ဒါကြက်ပါပြီအများကြီးပဲပေနေတယ်ပဲအစိမ့်မှုန့်လေးပေနေတယ်ဆိုရင်တော့မကြက်သေးပါဘူးနော်ဒါဆိုရင်မီးဖို့ခလုတ်ကိုပိတ်လိုက်ပါမယ်မီးဖို့လေးကိုပိတ်ပြီးတော့မီးဖို့ပေါ်မှာပဲအေးတဲ့အထိလွတ်ထားလိုက်ပါမယ်နော်နည်းနည်းပပကြက်ဖို့ကြံတာတွေပါလို့ရှိရင်လည်းတေချာကြက်သွားမှာဖြစ်ပါတယ်ပြီးရင်အခုသူ့ကိုကင်ကြည့်ရင်ဒီလိုပြော့ပါတယ်နော်အခုဒီလိုပူပူလေးသွားထုတ်လို့အဆင်မပြေပါဘူးကြေသွားပါလိမ့်မယ်နော်သူကမီးအေးသွားပြီဆိုရင်လုံးဝမတောင့်သွားပါလိမ့်မယ်အဲ့ဒီချိန်မှာထုတ်ပါမယ်နော်ဒါဆိုရင်အဖုံးလေးကိုပြန်အုပ်ပြီးတော့အေးတဲ့အထိကိုလွတ်ထားလိုက်ပါမယ်နော်ဒါအခုသူ့ကိုမီးအေးတဲ့အချိန်ထိထားပြီးပါပြီနော်ဒီမှာကင်လိုက်လို့ရှိရင်လုံးဝမတောင့်နေတာပဲနော်ဒီလိုမာသွားပြီဆိုမှဒါသူလုံးဝပြီးသွားတာပါသူ့ကိုချက်ချင်းလှုပ်ပြီးတော့စားလို့ရပါပြီရေခဲတက်တာထဲမှာပိုတဲ့ဟာတွေကိုတင်ထားမယ်ဆိုရင်လည်း4-5ရက်တစ်ပတ်အထိအထားခံပါတယ်သူ့ကိုပပလေးတွေဖြတ်ပြီးတော့စီနည်းနည်းလေးထဲမှာกินလို့ရတယ်လို့စီများများနဲ့ deep fry လဲကြော်လို့ရပါတယ် deep fry ကတော့ပို့ပြီးတော့ကျွတ်ပါတယ်ပို့ပြီးတော့စားကောင်းပါတယ်ဒါပေမဲ့များများမစားနိုင်ဘူးပေါ့နော်ကျန်းမာရေးနဲ့တိတ်မညူညွတ်ဘူးပေါ့ cholesterol များသွားတာပေါ့နော်ဒီလိုกินတာလေးကြတော့ပို့ပြီးတော့များများစားနိုင်တာပေါ့နော်ပြီးရင်သူ့ကိုနှုတ်လေးတွေဆင်းပြီးတော့ပေါ့နော်ကြက်သွန်နီများများနဲ့လည်းကြော်လို့ရပါတယ်အဲ့လိုကြက်သွန်နီများများနဲ့ကြော်မယ်ဆိုရင်စီပူပြီးတော့ပဲနံသားစေးရငရုတ်တီး6တောင်2ခု3ခုလောက်နဲ့စီတက်ပြီးရင်သူ့ကိုနှုတ်ဆင်းထားတာလေးကိုလှိမ့်ပြီးတော့ကြော်ရင်နဲ့သူကအယောင်ကညိုမဲလာပါလိမ့်မယ်အဲ့လိုသူ့ကိုတဝက်လောက်ကြော်ပြီးပြီဆိုလို့ရှိရင်ကြက်သွန်နီနှုတ်ဆင်းထားတာကိုပေါ့နော်ထည့်ပြီးတော့ကြော်ရပါတယ်အဲ့ဒါလည်းအရန်ချိုပြီးတော့စားလို့ကောင်းပါတယ်သူ့ရဲ့ short video လေးကိုနောက်ဆုံးမှပြပေးသွားပါမယ်နော်ဒါကစီပူထဲမှာကြော်ဖို့အတွက်အဝိုင်းပပလေးတွေဖြတ်နေတာပါစီတော်တော်လေးပူသွားပြီဆိုရင်စီနိုင်တဲ့လောက်ကိုပိန်းရွက်လိတ်လေးတွေကိုထည့်ပြီးကြော်ပါမယ်နော်တစ်ဖက်ကကျက်သွားပြီဆိုရင်နောက်တစ်ဖက်ကိုလှန်ပြီးတော့ကြော်ပါမယ်နော်ဒီညိုရောင်လေးတွေတန်းလာပြီဆိုရင်တော့ဆဲထုတ်လို့ရပါပြီဘယ်လောက်ထိကျွတ်လဲဆိုတာကိုပြပေးမယ်နော်ဒီမှာကြည့်ပါဘယ်လောက်ထိကျွတ်ပါတယ်တစ်ခုစားပြမယ်နော်အတန်လေးနားထောင်ကြည့်ပါတော်တော်လေးကိုကျွတ်ပါတယ်နော်ဒါကစီများများနဲ့ deep fry ကြော်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့စီနည်းနည်းချင်းစီထည့်ပြီးတော့กินတဲ့ပုံစံမျိုးပါသူကလည်းအပေါ်ရန်ကျွတ်ပြီးတော့တော်တော်လေးကိုစားကောင်းပါတယ်ပေါင်းပြီးသားပိန်းရွက်လိတ်ကိုနှုတ်ဆင်းပြီးကြော်တဲ့နီလေးကိုပထမ channel မှာတင်ထားတယ်အိန္ဒိယ Bollywood တချင်းနောက်ခံလေးနဲ့ဗီဒီယိုကိုပဲတင်ပေးလိုက်ပါတယ်သိချင်တာလေးတွေရှိရင် comment မှာမေးလို့ရပါတယ်နော်अच्छी लगे दिल को मेरे हर तेरी बात रे साया तेरा बन के चलूं इतना है ख्वाब रे कांधे पे सर रख के तेरे कट जाए रात रे बीते ये दिन सारी उम्र हाथों में हाथ रे ये क्या हुआ मुझे मेरा ये दिल फिसल गया ये क्या हुआ मुझे
बदमाश दिल तो ठग है बड़ा बदमाश दिल ये तुझसे जुड़ा बदमाश दिल मेरी सुने ना जिद पे अड़ा बदमाश दिल तो ठग है बड़ा မိုးနီရဲ့ဗီဒီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင်တော့ like and share လုပ်ပြီး comment လေးတွေရေးဖို့မမေ့ပါနဲ့နော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးတော့ bell icon လေးကိုနှိပ်သွားပေးပါအောင်နော်မိုးနီတို့ရဲ့ခရီးသွားလည်ပတ်မှုနဲ့ဟိန္ဒူထုံးတမ်းစင်လာပွဲလန်းသဘင်တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့မိုဟီနီမိုနီ short ဆိုတဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးသွားပါအောင်နော်အားလုံးပဲကိုချမ်းသာစိတ်ချမ်းသာပြီးကောင်းကျိုးလွန်ရင်ဆန္ဒတွေတစ်လုံးတစ်ဝပြေဝကြပါစေဒါဆိုရင်အားလုံးပဲတတဘိုင် see you take care ပါနောက်ဗီဒီယိုတစ်ခုမှပြန်ဆောင်ကြမယ်နော်